ရောက်နေကြပြီလား ငါ့ကိုလာခွဲပြီ ဟောဘာဖြစ်လို့လဲ ဟိုမတွေ့လားအဲ့ဒါတစ်ချိန်ကြာရင်ငါတို့ချက်မဲ့ငါ့ရဲ့မျိုးသားလေးပဲ ရက်ဆက်လိုက်တာဟာ ကျောင်းဝင်ပါတယ်ဟာငါနေ့ကိုတကယ်ချစ်ခဲ့ပါတယ် သွားစမ်းပါဟာနေနာငါ့ကိုတကယ်ချစ်ခဲ့တယ်ဆိုရင်အဲ့ကောင်ဘယ်ခွေးတို့ဘက်ကဝင်ဒီလက်ကနေလာဘာဆောက်ကြောင်းမှမရှိဘူး တုံညာဆိုတာသူ့လူလိုတာနဲ့ဘာတမှုမှမရှိဘူးဒါပေမဲ့ကိန်းကနတစ်ခုရဲ့နောက်မှာဝင်ရဲလိုက်တာနဲ့သူကအလိုလိုတမှုရှိလာတဲ့သူတယောက်ဆိုတာဒီသဘောပေါက်လိုက်စမ်းဘာတော့